တရုတ်စာကခက်တယ်လို့ထင်နေလားတကယ်တော့လေ့လာရမယ့်အစင်လိုက် step လေးတွေကိုသိထားရင်ထင်တယ်လို့မခက်ပါဘူးနော်ဒီဗီဒီယိုလေးမှာတော့အခုမှစလေ့လာမယ့်သူလေးတွေအတွက်အခြေခံအကျဆုံး step 3ခုကိုအသေးစိတ်ပြပြပေးပါမယ်ရှင်တစ်ဖင်းကိုအတန်ထွက်မှအောင်စနစ်တကျလေ့လာပါဖင်းဆိုတာကတရုတ်စလုံးတွေကိုအတန်ထွက်ဖို့အတွက် English အခရာတွေနဲ့ဖလှယ်ထားတဲ့စနစ်တစ်ခုပဲဖြစ်ပါရဲ့ရှင် English စလုံးတွေနဲ့တူပေမဲ့အတန်ထွက်ပုံချင်းမတူတာကြောင့်မလို့တေချာလေ့လာဖို့တော့လိုအပ်ပါရဲ့နော်ဥပမာချီတို့လိုအတန်တွေကိုတေချာနားထောင်ပြီးမှလေ့ကျင့်ပါဒါကိုကျွမ်းကျင်မှတရုတ်စလုံးတွေကိုအတန်ထွက်တဲ့နေရာမှာအဆင်ပြေမှာပါရှင်နံပါတ်1အတန်ထုံးကိုကိုကွက်ပြပြသိအောင်လုပ်ပါဒုတိယတစ်ချက်ကတော့အရေးကြီးဆုံးပါပဲရှင်တရုတ်စာမှာအတန်ထုံးစလေးခုရှိပါတယ်ဘာဆိုတဲ့စကားလုံးတစ်လုံးနဲ့တောင်မှအတန်အတက်ကြပေါ်မူတည်ပြီးတော့အမေလေးဖြစ်နိုင်တယ်လို့မြင်းလေးဖြစ်သွားနိုင်ပါရဲ့ရှင်ဒါကြောင့်မလို့အစပိုင်းမှာစလုံးတွေအများကြီးစက်တာထက်ဒီအတန်လေးတန်ကိုအမှားအယွင်းမရှိအောင်လို့နားနဲ့အတန်ထွက်ကိုအသားကျအောင်အရင်လုပ်ပါနံပါတ်3စလုံးအရေးတာပါတတိယချက်ကတော့တရုတ်စာကိုအယုတ်ဆွဲသလိုမျိုးရေးလို့မရပါဘူးနော်ဘယ်ကနေညာအပေါ်ကနေအောက်စရဲရေးသားပုံအစင်လိုက် stroke order လေးတွေရှိပါရဲ့ရှင့်ဒါကိုနားလည်ထားရင်နောက်ပိုင်းခက်ခဲတဲ့စလုံးတွေကိုမြင်တာနဲ့ဘယ်လိုစရေးရမလဲဆိုတာကိုအလိုလိုသိလာပါလိမ့်မယ်ရှင့်အခြေခံကိုပိုင်ပိုင်နိုင်နိုင်လောက်ထားရင်နောက်ပိုင်းမှာတင်ရတာပုံမြန်လာမှာပါနော်တရုတ်စာနဲ့ပတ်သက်တဲ့ဘိုးတုတလေးတွေကိုအမြဲလေ့လာခြင်းနဲ့ဆိုရင်တော့အခု channel လေးကို follow ထားဖို့မမေ့နဲ့အောင်နော်ဒီတိုင်းမှာလောက်ရွှေတို့ Lighthouse Academy ရဲ့တနည်းနဲ့တလားတွေ LUA 11 special playlist ရှိတဲ့အတွက် Chinese level class တွေဖြစ်တဲ့ HSK1 HSK2 HSK3 class တွေကိုပုံမှန်တင်တဲ့ကြည့်ရဲ့ထောက်ဝဲ short ချပြီးတော့ 50% scholarship တွေပေးနေရမလို့အခုပဲဒီအကောင့်လေးမှာအမြန်သွားဆုံးစလိုက်တော့နော်ဒါနဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် Thank you for watching